အားလုံးပဲမင်္ဂလာပါရှင်။ဂန်းကော်ကပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာဆရာကြီးမောင်ခင်မင်းတနည်းပြရေးတဲ့တပ်ပုံတတိဖြင့်ရှင်တွဲမှတ်စရာဆိုတဲ့ဆောင်းပါးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါရှင်။ဥယေတစ်ခုလောက်မေးပြရစီကြော်ညာနဲ့ကြည်ညာကအတိပ္ပယ်တူရဲ့သားနဲ့ဘာဖြစ်လို့စလုံးပေါင်း2မျိုးကွဲနေတယ်ဆိုတာကျွန်တော်မရှင်းလို့ပါမြမအလင်းမှာကျွန်တော်ရေးနေသောဆောင်းပါးများကိုဖတ်မိသောတူကလေးတစ်ယောက်ကနေမလန်းပြီးဖုံးဆက်မေးခြင်းဖြစ်သည်သူကသူ့ဘာသာရပ်နှင့်ပတ်သက်သောဆောင်းပါးတွေရေးစပြုနေသည့်အတွက်စလုံးပေါင်းတပ်ပုံပြဿနာများကြုံနေပုံရသည်ကျွန်တော်ကရှင်းပြလိုက်ပါသည်အေးကွယ်မင်းပြောသလိုကြော်ညာနဲ့ကြည်ညာကစလုံးပေါင်းခက်ဆင်ဆင်းဆိုတော့မေးစရာပေါ့အပြီးတည်းမှာလဲကြော်ညာရောကြည်ညာရောသတင်းစကားစသည်တို့ကိုအများသိအောင်လုပ်သည်လို့အတိတ်ပဲအတူတူဖွင့်ထားတာဆိုတော့ရောထွေးစရာပေါ့ဟုတ်တယ်နော်ဦးမြမအပြီးတန်းစာအုပ်ထဲမှာအဲ့လိုအတိတ်ပဲအတူတူဖွင့်ထားတာကျွန်တော်သတိထားမိပါတယ်ဒီစကလုံးနှလုံးရဲ့အရင်းမြစ်ကတော့မတူဘူးကွအဲ့ဒီအရင်းမြစ်ကိုသိရင်စလုံးပေါင်းမတူတဲ့အကြောင်းလဲနားလည်နိုင်တာပေါ့ကြော်ညာရဲ့ရင်းမြစ်အတိတ်ပဲကအတန်ထွက်သည်ဟစ်အော်သည်လို့အတိတ်ပဲရတယ်ကဲတော်မူကြပါဟူ၍ကြော်ညာလေဤလို့ရှေးစာတွေမှာရေးတယ်တချင်းတကြောကြောအော်ဆိုတယ်တခိုးကိုညာတန်ပေးပြီးလိုက်တယ်ဆိုတဲ့စကားတွေကိုကြည့်ရင်ကြော်ရောညာရောအတန်ပေးပြီးဟစ်အော်တဲ့အတိတ်ပဲရှိတာသိနိုင်ပါတယ်ရှေးကတိုင်းသူပြည်သားလူအများတို့လေဒူးဆိုပြီးမောင်းထုကြော်ညာတာဟာလေဟစ်အော်ပြီးအတိပေးတာပဲလေဒီတော့ကြော်ညာဆိုတာအများသိအောင်အတိပေးတဲ့အတိတ်ပဲဖြစ်လာတာပေါ့ခေတ်တွေပြောင်းလာတော့အများသိအောင်လုပ်တဲ့နည်းတွေလည်းပြောင်းလာတာပေါ့ဟစ်အော်ပြီးအတိပေးရကစာနဲ့ရေးပြီးအတိပေးတာတွေဖြစ်လာတယ်။နေရံမှာပိုစတာကတ်တာရုပ်ရှင်ရုံမှာအယုတ်တွေနဲ့ဖော်ပြတာသတင်းစာထဲထည့်တာစာရွက်ကန်းတာနောက်ဆုံးရုပ်မြင်သံကြားမှာအတန်တွေအယုတ်တွေနဲ့ပြတာအထိကြော်ညာရဲ့အတိတ်ပဲဟာတဖြည်းဖြည်းကျပြန့်လာတာပေါ့ကွယ်စလုံးပေါင်းကတော့ရင်းမြစ်အတိတ်ပဲတိုင်းစလုံးပေါင်းတာမို့အဲ့ဒီစလုံးပေါင်းရတာပါပဲဟုတ်ကဲ့ရှင်းပါပြီဦးရဲ့ကြည်ညာရဲ့စလုံးပေါင်းကရောတူကလေးကဆက်မေးသည်ကြည်ညာကတော့အောက်အရက်နဲ့အထက်အရက်ကိုတွဲခေါ်တာပါကြည်ဆိုတာအောက်ညာဆိုတာအထက်ပါပဲအကျေအညာလို့လည်းသုံးတယ်မြန်မာနိုင်ငံရဲ့အထက်ပိုင်းကိုအညာအောက်ပိုင်းကိုအကျေလို့ခေါ်တယ်မဟုတ်လားအထက်ရောအောက်ရောနေရအနှံ့သိအောင်လုပ်တာကိုကြည်ညာတယ်လို့သုံးတာပါအဲ့ဒီရင်းမြစ်ကိုသိရင်စလုံးပေါင်းကိုလည်းသတိထားမိနိုင်တာပေါ့ကွယ်ရှင်းပြလိုက်ရ၍ကျွန်တော်လည်းတော်တော်မောသွားပါသည်တူကလေးလည်းကျဉ်းနှက်သွားပုံရပါသည်နောက်2ရက်လောက်ကြာတော့သူဖုံးဆက်လာပြန်သည်ဦးရေမေးစရာပေါ်လာလို့ပါစာအုပ်တအုပ်မှာကဘာကြေတော်လဲဦးရမ်းမကြည်လို့ရေးထားတာတွေ့လို့ပါတလုံးကရရင်နဲ့ကြေလို့ရေးပြီးတလုံးကရပင်းနဲ့ကြေလို့ရေးထားတယ်ဦးရဲ့အဲ့ဒါရောမှန်ရဲ့လားကွန်ပျူတာစာစီမှားတာလားလို့သိချင်လို့ပါအေးအဲ့ဒီကြေနဲ့ကြေဟာလည်းအရင်းမြစ်ချင်းကွဲပြားပါတယ်ကွယ်အကောင်အထည်ရှိတဲ့ပစ္စည်းတွေအရာဝတ္ထုတွေထိခိုက်ပျက်စီးသွားတာမျိုးကိုရရင်နဲ့ကြေလို့သုံးတယ်ထူလိုက်လို့မုံမုံညက်ညက်ကြေသွားတယ်အင်ကြီးကြေလို့မီးဘူးပြန်တိုက်ရတယ်သူအင်ကြီးကအကြေသားနဲ့ချုပ်ထားတယ်ဆိုတာမျိုးတွေပေါ့အကောင်အထည်မရှိတဲ့စိတ်ပိုင်းဆိုင်ရာကိစ္စတွေပြေလည်သွားတာမျိုးကိုတော့ရပင်နဲ့ကြေလို့သုံးတာပေါ့အဲဝတ်ကြေတယ်မကြေမချမ်းဖြစ်တယ်တင်ငန်းစာကြေညက်တယ်ကြေနက်တယ်တာဝန်ကြေတယ်အမှုကြေအေးတယ်ဆိုတာမျိုးတွေပေါ့ဒီတော့မင်းမေးတဲ့ကဘာကြေတော်လဲဥရမ်းမကြေဆိုတာကဘာကြီးကြေမွပျက်စီးပျောက်ကွယ်သွားတော်လဲနောက်အရှိသဖြင့်ပြောစမတ်တွင်တဲ့ဥရမ်းစကားကတော့ကြေပြောက်မသွားဘူးလို့ဆိုလိုတာလေကဘာကြီးကအကောင်ထဲရှိတယ်ဥရမ်းစကားကအကောင်ထဲမရှိဘူးဒါကြောင့်ရရစ်ကြေနဲ့ရပင်းကြေခွဲသုံးတာလို့မှတ်သားနိုင်ပါတယ်မြန်မာစာအဖွဲ့ကပြုစုတဲ့မြန်မာအဘိဓမ္မာလဲအဲ့ဒီစကားလုံးတွေကိုအဲ့ဒီသဘောအတိုင်းဖွင့်ဆိုထားတာလေ့လာကြည့်နိုင်ပါတယ်ဟုတ်ကဲ့ရှင်းသွားပါပြီဦးရဲ့စလုံးပေါင်းတပ်ပုံတွေကိုအဲ့ဒီလိုစင်တူတာချင်းတွဲမှတ်ရင်ပို့ပြီးမှတ်မိနိုင်တာပေါ့နော်အေးဟုတ်တာပေါ့စင်တူနှလုံးကိုတွဲပြီးမှတ်တော့ပိုမှတ်မိတာပေါ့စလုံးပေါင်းတပ်ပုံပြဿနာဆိုတာကလည်းအဲ့ဒီလိုအတန်တူပြီးစလုံးပေါင်းတပ်ပုံကွဲတဲ့စာလုံးတွေကိုမှားပြီးရေးမိတဲ့ပြဿနာမဟုတ်လားရပင်းနဲ့ရရင်တာတက်နဲ့ပါတက်နာတက်နဲ့မတက်ငါတက်နဲ့ညာလေးတက်လုံးကြီးတင်ဆန်ခတ်နဲ့ညာတက်ပြီးတော့ငါရရင်နဲ့ညရပလက်နဲ့ရကောက်ဘာထက်ချိုက်နဲ့ဘာကုန်းဆိုတဲ့အတွဲတွေဟာအတန်တူပြီးစလုံးကွဲလို့အဲ့ဒီစာလုံးတွေမှားရင်းမိတာပဲလေ
ဟုတ်ပါတယ်ဦးရဲ့အဲ့လိုတွဲပြီးမှတ်နိုင်တယ်ဆိုတာနမူနာကလေးရှင်းပြပါအောင်ဦးရဲ့တတ်နဲ့ပတ်သက်ဟာဆန့်ကျင်ဘက်အနက်တိတ်ပဲရှိတယ်လို့မှတ်သားကြတယ်တချို့စာလုံးတွေပေါ့စာလုံးတိုင်းတော့အဲ့ဒီလိုပြောလို့မရဘူးဆိုပါတော့ထဆင်တို့တစ်ချောင်းငယ်တက်တက်ထုံးဆိုတာအပြင်ဘက်ကိုထုတ်တာထဆင်တို့တစ်ချောင်းငယ်ပတ်သက်ထုံးဆိုတာအထဲကိုသွင်းတာလို့မှတ်ကြတယ်လားကထုတ်တယ်အိတ်ထဲကပတ်စံထုတ်တယ်ဆိုရင်တတ်နဲ့ရေးတယ်အဝတ်နဲ့ထုတ်ထားတယ်မုတ်ကိုစက်ကူနဲ့ထုတ်ထားတယ်ဆိုရင်ပတ်သက်နဲ့ရေးတယ်အဲ့ဒီလိုခါခွေးတက်ဆိုရင်အပြင်ထုတ်တာခါခွေးပတ်သက်ဆိုရင်အတွင်းဘက်ကိုပို့တာဒါကြောင့်ခြေနဲ့ခတ်တယ်ချင်းလုံးခတ်တယ်ဆိုရင်တတ်နဲ့ရေးပြီးရေခတ်တယ်ဟင်းခတ်တယ်ဆိုရင်ပတ်သက်နဲ့ရေးတယ်ဟင်းအိုးရဲစားခက်တယ်ဆိုရင်ကိုစီကအပြင်ကိုထုတ်လိုက်တာမို့ခါခွေးတက်လို့ရေးပြီးဟင်းအိုးရဲကဟင်းကိုခတ်တယ်ဆိုရင်တော့ကိုဘက်ကိုယူလိုက်တာမို့ခါခွေးပတ်သက်လို့ရေးတယ်အဲ့ဒီလိုတရက်သီးကိုလေးစိတ်စိတ်တယ်အစိတ်စိတ်ခွဲတယ်ဆိုရင်ပြန့်ထွက်သွားတဲ့သဘောမို့တတ်နဲ့ရေးပြီးမိုးစိတ်စိတ်ရွာတယ်အကွက်စိတ်စိတ်ဆိုရင်တော့အနီးကပ်စုနေလို့ပတ်သက်နဲ့ရေးတယ်လို့မှတ်ကြတယ်စလုံးပေါင်းတပ်ပုံမမိအောင်လုပ်တဲ့ဤအချို့ကိုပြောပြတာပါစာလုံးတိုင်းကိုတော့အဲ့လိုပုံတွေမှတ်လို့မရဘူးပေါ့အရေးကြီးတာကတော့တပ်ပုံသတိရှိဖို့ပါပဲသတိထားရင်မမှားဘူးပေါ့ကွယ်ကျွန်တော်တယ်လီဖုန်းချလိုက်ပါသည်တော်တော်လေးမောသွားပါပြီနားဆင်ပေးခဲ့ကြသူများအားလုံးကိုခန့်ကော်ကအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်အစီအစဉ်တွေမှာလည်းဆက်လက်ပြီးနားဆင်ပေးကြပါရှင်။